နှစ်ပေါင်း80ကျော်စစ်မီးတောက်ကမ္ဘာအရှိကြဆုံးပြည်တွင်းစစ်3ပြည်တွင်းစစ်ဆိုတာတိုင်းပြည်တစ်ခုရဲ့ကိုယ်တွင်းမှာဖြစ်ပွားနေတဲ့ပြင်းထန်တဲ့ပဋိပက္ခပါကမ္ဘာပေါ်မှာနှစ်ပေါင်း80ကျော်အနှစ်60နီးပါးကြာမြင့်ခဲ့တဲ့ပြည်တွင်းစစ်ကြီးတွေလည်းရှိပါတယ်ဒီနေ့မှာတော့လူသားမျိုးနွယ်ရဲ့သမိုင်းမှာအရှိကြဆုံးဖြစ်စည်းမှုအများဆုံးပြည်တွင်းစစ်ကြီး3ခုအကြောင်းအတူတူလေ့လာကြည့်ရအောင်ပထမဆုံးပြောပြချင်တာကတော့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ပါ1948ခုနှစ်လွတ်လပ်ရေးရပြီးချိန်ကနေစတင်ခဲ့တာပါအဓိကအကြောင်းရင်းကတိုင်းရင်းသားလူမျိုးများနဲ့ဗဟိုအစိုးရကြားလွတ်လပ်ရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အခွင့်အရေးညီမျှမှုအတွက်ဖြစ်ပါတယ်လူမျိုးစုအဖွဲ့ပေါင်းများစွာပါဝင်ပြီးတခါတရံပြစ်ခတ်မှုရပ်နားချိန်တွေရှိခဲ့ပေမဲ့လုံးဝငြိမ်းချမ်းမှုကိုမရရှိသေးပါဘူး2020စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ပဋိပက္ခဟာပိုမိုပြင်းထန်လာပြီးပြည်သူတွေရဲ့ဆင်းရဲဒုက္ခဟာပိုမိုကြီးမားလာခဲ့ပါတယ်လူပေါင်းသိန်းနဲ့ချီအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီးလူသေဆုံးမှုတွေလည်းအလွန်များပြားခဲ့ပါတယ်ဒီစစ်ပွဲဟာကမ္ဘာပေါ်မှာလက်ရှိဖြစ်ပွားနေဆဲအရှိကြဆုံးပြည်တွင်းစစ်ဖြစ်ပါတယ်ဒုတိယမြောက်အရှိကြဆုံးပြည်တွင်းစစ်ကတော့ဆူဒန်နိုင်ငံကပထမဆူဒန်ပြည်တွင်းစစ်ပါဒီစစ်ပွဲဟာ1955ခုနှစ်ကနေ1982ခုနှစ်အထိနှစ်ပေါင်း18နှစ်ကြာမြင့်ခဲ့ပါတယ်အဓိကအကြောင်းရင်းကနိုင်ငံတောင်ပိုင်းအများအားဖြင့်ခရစ်ယာန်နဲ့ရိုးရာကိုးကွယ်သူတွေနဲ့မြောက်ပိုင်းအစ္စလာမ်ဘာသာဝင်အာရပ်များအုပ်ချုပ်တဲ့အစိုးရကြားဘာသာရေးယဉ်ကျေးမှုနဲ့အုပ်ချုပ်ရေးအခွင့်အရေးတွေအတွက်ဖြစ်ပါတယ်ဒီစစ်ပွဲရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့လူပေါင်း9သိန်းကျော်သေဆုံးခဲ့ပြီးလူပေါင်းများစွာအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်မျက်မှောက်ခေါင်းပါမှုကြီးတွေလည်းဖြစ်ခဲ့ပါတယ်အဆုံးသတ်မှာတော့1982ခုနှစ်မှာငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီးတောင်ဆူဒန်ကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပါတယ်။နောက်ဆုံး2011ခုနှစ်မှာတောင်ဆူဒန်ဟာလုံးဝလွတ်လပ်တဲ့နိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။တတိယမြောက်အရှိကြဆုံးပြည်တွင်းစစ်ကတော့ကိုလံဘီယာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ်ပါ။ဒီစစ်ပွဲဟာ1964ခုနှစ်ကနေ2016ခုနှစ်အထိနှစ်ပေါင်း50နှစ်ကြာမြင့်ခဲ့ပါတယ်။အဓိကပါဝင်သူတွေကတော့ကိုလံဘီယာအစိုးရဘဲတန်းလက်နက်ကိုင်အဖွဲ့ Revolutionary Armed Forces of Colombia နဲ့အခြားသောလက်နက်ကိုင်အဖွဲ့များဖြစ်ပါတယ်။စစ်ပွဲရဲ့အဓိကအကြောင်းရင်းတွေကတော့မြေယာမညီမျှမှုဆင်းရဲနွမ်းပါးမှုနိုင်ငံရေးပါဝင်ခွင့်ကန့်သတ်ခံရမှုတွေနဲ့မူရစ်ဆေးဝါးအထူးသဖြင့်ကိုကင်းဈေးကွက်အတွက်ထိန်းချုပ်မှုတို့ကြောင့်ဖြစ်ပါတယ်။အဆိုးရွားဆုံးနောက်ဆက်တွဲကတော့လူပေါင်း2သိန်းကျော်သေဆုံးပြီးတန်း80နီးပါးအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ကံကောင်းချင်တော့2016ခုနှစ်မှာအစိုးရနဲ့ဖက်တို့တမိုင်းဝင်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးအဓိကပဋိပက္ခပြီးဆုံးသွားခဲ့ပါတယ်။ပြည်တွင်းစစ်ကြီး3ခုဟာလူသားတွေရဲ့တမိုင်းမှတ်တိုင်တွေဖြစ်ကျန်ရစ်ခဲ့ပါတယ်။ဘလို့အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်စစ်ပွဲတိုင်းဟာလူသေဆုံးမှုပျက်စီးဆုံးရှုံးမှုဒုက္ခတွေပြဿနာတွေကိုသာဖြစ်ပေါ်စေပါတယ်။မြန်မာပြည်တွင်းစစ်လိုဆက်လက်ဖြစ်ပွားနေတဲ့ပဋိပက္ခတွေအတွက်ငြိမ်းချမ်းစွာဖြေရှင်းနိုင်တဲ့နည်းလမ်းတွေရှိဖို့ကိုလံဘီယာလိုငြိမ်းချမ်းရေးအောင်ပန်းစုခူးနိုင်ဖို့ကျွန်တော်တို့အားလုံးဆုတောင်းကြရမှာပါ။ Vote ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ငြိမ်းချမ်းတဲ့ကမ္ဘာကြီးကိုအတူတူဖန်တီးကြရအောင် Like Share လုပ်ပေးဖို့နဲ့ Channel Name ကို Subscribe လုပ်ဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက်တစ်ပတ်မှာထပ်တွေ့ကြတာပေါ့။နှုတ်ဆက်ပါတယ်။